မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းများကိုကောက်နှုတ်တင်ဆက်ပေးသွားပါတော့မယ်။မြိုင်နယ်ပြူစောတင်းရွာ၌အစားအသောက်ပြက်လက်၍ပြည်သူနဲ့တန်ခါအချို့ထွက်ပြေးတာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်ရှိစစ်ကောင်စီလက်အောက်ခံပြူစောတင်းရွာကန်ဒီကျေးရွာမှထွက်ပြေးလာတဲ့ပြည်သူနဲ့တန်ခါများကိုကယ်ထုတ်ပေးခဲ့ကြောင်းပခုတ်ကူခရိုင်အမှတ်15တပ်ရင်းတာဝန်ရှိသူကလူလူနေဦးတို့ပြောကြားပါရယ်။ကန်ဒီရွာတွင်အစားအသောက်ပြက်လက်၍ပြည်သူအများစုထွက်ပြေးရန်စီစဉ်နေကြပေမဲ့ထိုရွာရဲ့ပြူစောတင်းကောင်းဆောင်ကျော်စန်းဝင်းနဲ့တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တို့ကချိန်ချမှုများရှိနေတယ်လို့သိရပါအစားအသောက်အနေအထိုင်အစင်မပြေမှုတွေကြောင့်ထွက်ခွာလာခဲ့တာလို့ပြောပါရယ်။တန်ဃာတွေမှလည်းမလုံခြုံမှုတွေနဲ့ရိတ်ခအခက်အခဲကြောင့်ထွက်လာတာလို့သိရပါရယ်။မေလ30ရက်ကချိတ်ဆက်လာတာအရင်ကလည်းဒီလိုကဲထုတ်တာရှိခဲ့ဘူးလေလို့ပခုတ်ကူခရိုင်အမှတ်15တရင်တာဝန်ရှိသူကထွက်ပြေးလာရသူတွေရဲ့အခြေအနေကိုရှင်းပြထားပါရယ်။ဆက်လက်ပြီးတော့အစားအသောက်တွေပြတ်နေပါရယ်။အဲ့ဒါအပြင်အထက်ကချပေးထားတဲ့ရိတ်ခါတွေကိုကန်ဒီပြူစောတီကောင်းဆောင်ကျော်စန်းဝင်းနဲ့တာဝန်ကျစစ်ဗိုလ်တို့ကပြည်သူတွေကိုခွဲဝေမပေးပဲစန္ဒပီကို8000ကျပ်နှုန်းနဲ့ရောင်းစားနေပြီးတရက်ကိုလူတစ်ယောက်12ဘူးနှုန်းနဲ့ရောင်းစားနေတယ်လို့သတင်းရထားတယ်လို့၎င်းကပြောဆိုပါရယ်။ရွာရင်းပိုကြားမှုများကြောင့်ပြူစောတီများအကြောင်းပုံကန့်မှုအချို့ရှိနေကြောင်းလည်းထွက်ပြေးလာသူများကအသိပေးထားပါရယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတနေ့အတွင်းကန်ဒီရွာကိုပြူစောတီရွာဖွဲ့စည်းခဲ့ပြီးနောက်လက်ရှိလူဦးရေစင်းရ450ဝန်းကျင်ရှိကြောင်းသိရပါရယ်။ကန်ဒီပြူစောတီရွာကမြိုင်မြို့ပေါ်နဲ့6မိုင်ခန့်ကွာဝေးပြီးတော့မြို့ရဲ့အရှိတ်ဘက်ခြမ်းတွင်ရှိကကျေးရွာအုပ်ချုပ်ရေးမှူးကျော်စန်းဝင်းကပြူစောတီခေါင်းဆောင်အဖြစ်နဲ့တာဝန်ယူထားပါတယ်။မြိုင်မြို့နယ်တော်လှန်ရေးအင်အားစုတွေကဒေသရင်းရှိစစ်ကောင်စီတပ်ဆွဲထားရာပြူစောတီရွာ9ရွာတိုင်းနယ်ရဲစခန်း3ခုမြို့မရဲစခန်းနဲ့စက်မှုနှစ်စခန်းများအနက်ဝက်ပုတ်ပြူရွာတရွက်ကွပြူရွာနဲ့ကိုင်းတော်မရဲစခန်းကိုသိမ်းပိုက်ထားပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အုပ်ဖို့မှာ PDF တွေကိုလက်ပစ်ပုံနဲ့ပစ်တဲ့ရာအိမ်မှုပစ်သက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအုပ်ဖို့မြို့နယ်တွင်တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုလက်ပစ်ပုံနဲ့လာရောက်ပစ်ခတ်တဲ့ထမ်းမေကုံကျေးရွာရာအိမ်မှုအောင်မိုးခိုင်ကိုတော်လိုင်းတပ်ဖွဲ့များကပြန်လည်ပစ်ခတ်ခဲ့ရာဦးကောင်းကိုကြည်ထိမှန်သေဆုံးသွားကြောင်းတာယာဝတီခရိုင်တပ်ရင်3839နဲ့တက်ခွဲလေးမြောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့မှာယနေ့ဇွန်လ2ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ယမန်နေ့ဇွန်လ1ရက်နေ့ညနေ6:15မိနစ်တွင်ချောင်းခွာရွာနဲ့တရနဖျားလက်ရွာကြားရှိတော်လိုင်းရဲဘော်များထိုင်နေစဉ်ရိုင်မှုအောင်မိုးခိုင်ကလက်ပစ်ပုံနဲ့ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်တော်လိုင်းတပ်ဖွဲ့တွေကလိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းတာယာဝတီခရိုင်တပ်ရင်3839မှတာဝန်ရှိတဲ့သူတို့ကပြောဆိုပါတယ်။သူပုံပြစ်လိုက်တာကိုရဲဘော်တယောက်ကမြင်ပြီးတော့ရှောင်ကြအော်ပြောလို့ရဲဘော်တွေလည်းအနီးကတစ်ပင်ပေးကိုကတ်လိုက်ကြတာရိုင်မှုအောင်မိုးခိုင်လည်းဘုံပေါက်ပြီးတုတ်ချစ်တင်ထွက်ပြေးတော့တနက်နဲ့ရဲဘော်တွေလိုက်ပြစ်တာခေါင်းကို3ချက်မှန်သေးတယ်ဆိုပြီးတော့၎င်းကပြောဆိုပါတယ်ရိုင်မှုပြစ်ခတ်လိုက်တဲ့ဘုံကတော်လိုင်းတပ်ဖွဲ့ဝင်များအနီးတွင်ပြင်းထန်စွာပောက်ကွဲခဲ့ပေမဲ့အချိန်မီရှောင်ရှားနိုင်၍အတီးကိုင်းမရှိခဲ့ကြောင်းတာယာဝတီခရိုင်တရင်3839နဲ့အဖွဲ့ထံနေပြီးတော့သိရပါတယ်သေဆုံးသွားသူကတော်လိုင်းတပ်ဖွဲ့များကိုကြောက်ရွံ့၍2023ခုနှစ်ကပင်အုပ်ဖို့မျိုးနဲ့တိမ်မျိုးရွာရှိစစ်ကောင်စီခမာယ6တပ်တွင်တွားရောက်ပြီးတော့နေထိုင်နေသူဖြစ်ကြောင်းသိရပါတယ်။ခမာယ6ထဲမှာနေပြီးတော့ PDF သတင်းတွေကိုစုံစမ်းတဲ့စစ်သားတွေနဲ့အတူရွာကိုပြန်လာပြီးတော့စစ်မှုတန်းကြီးတွေကောက်တဲ့စစ်သားတွေနဲ့အတူရွာတွေထဲဝင်ပြီးတော့လူငယ်တွေကိုပေါ်တာဆွဲတဲ့ဒေါ်ရဲကိုစစ်သားတွေစစ်ကြောင်းထိုးရင်လမ်းပြလုပ်တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တို့ကပြောဆိုပါတယ်။ရိုင်မှုအောင်မိုးခိုင်အကိုဖြစ်သူဂျော့စ်မာလည်းရခင်ကထမ်းမင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လောက်ကင်ခဲ့သူဖြစ်ပြီးခဲ့တဲ့2023ခုနှစ်တွင်တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မေလ26ရက်နေ့ကထမ်းမင်ကုန်းကျေးရွာဘုံယုံစုစစ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား8ဦးသေဆုံးပြီးနောက်စခန်းဆုံးခွာထွက်ပြေးသွား၍စခန်းကိုတော်လိုင်းတပ်ဖွဲ့များကမီးရှို့ရှင်းလင်းခဲ့ကြောင်းတာယာဝတီခရိုင်တပ်ရင်3839တပ်ကသတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စင်ကူးမြို့နယ်ကိုစားကတရက်တည်း၄ချောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ပြည်သူ3ဦးထိခိုက်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းခရိုင်စင်ကူးမြို့နယ်ကိုအကြမ်းဖက်စားကဇွန်လ1ရက်နေ့မှာ၄ချောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တရဦးလေးစိတ်ကတက်လာတဲ့စားကရဲ့ဂျက်ဖိုက်တာကနွေရုံရွာကိုပထမချိန်၄ချောင်းတိုက်ခိုက်မှုမှာအဆောက်အအုံ2ခုပျက်စီးခဲ့ကြောင်းနတ်တောင်ကျေးရွာ Lucky 7 Hotel ကိုစားကဒုတိယချိန်တိုက်ခိုက်မှုမှာအမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဆိုပါတယ်။ထိခိုက်ဒဏ်ရာရရှိခဲ့သူ3ဦးက2ဦးကဒဏ်ရာပြင်းထန်တယ်လို့သိရပြီးပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ဝေးရမှာနေထိုင်ကြဖို့လေကြောင်းရန်ကာကွယ်နိုင်ရေးဘုံခိုခြင်းတွေတူးထားကြဖို့ပြည်ဦးလေးခရိုင်ပကဖကအသိပေးထားပါတယ်။
ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မြစ်ကြီးနားတွင်အေယာဝတီမြစ်ရေကစိုးရိမ်ရေအမှတ်ထက်ကျော်လွန်သွားပြီးတပေခွဲခန့်မြင့်တက်မယ်လို့မိုးစလာတရီပင်ရှေဘေးဒုက္ခသည်အများပြားရှိနေပြီးကယ်ဆယ်ရေးမလုံလောက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ရဲ့မြို့တော်မြစ်ကြီးနားမှာအေယာဝတီမြစ်ရေကစိုးရိမ်ရေအမှတ်ထက်ကျော်လွန်သွားပြီးစိုးရိမ်အမှတ်ထက်တပေခွဲခန့်မြင့်တက်မည်ဖြစ်ကြောင်းမိုးလေဝသနဲ့ဇလားပေရညွှန်ကြားမှုဦးစီးဌာနကတရီပေးချက်ထုတ်ပြန်ထားပါတယ်။ယနေ့နနက်6:30မိနစ်ချိန်မြစ်ကြီးနားတွင်အေယာဝတီမြစ်ရေကစိုးရိမ်အမှတ်1200အထက်သို့2လမခန့်မြင့်တက်နေပြီးလာမယ့်တရက်အတွင်းတပေခွဲခန့်မြင့်တက်နိုင်ကြောင်းအေယာဝတီမြစ်ရေမြင့်တက်သည့်အတွက်မြစ်ကြီးနားမြို့ရှိအနိမ့်ပိုင်းရပ်ကွက်များအားလုံးရေကြီးနှိမ့်မြုပ်သွားကြောင်းရေဘေးဒုက္ခသည်များစွာရှိနေပေမဲ့ကယ်ဆယ်ရေးနဲ့ကယ်ဆယ်ရေးစခန်းလုံလောက်မှုမရှိကြောင်းသိရပါတယ်။လက်တလုံးအေယာဝတီမြစ်ရေမြင့်တက်မှုကြောင့်အလဲကုန်းတပ်ပေါင်ချံရန်ဘူးမြို့သက်တင်ဂျာမိုင်ကောင်းအပါအဝင်ရပ်ကွက်ပေါင်း9ခုခန့်ရေဘေးဒုက္ခရောက်နေရကြောင်းတက်ကြီးရွက်အိုများကျမကြီးမကောင်းသူများပါရေဘေးသင့်နေပြီးကယ်ဆယ်ရေးအလုံလောက်မရှိကြောင်းမြေကြီးနားမြို့အခြေဆိုင်ကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့ပရာဟိတအဖွဲ့တစ်ခုမှတာဝန်ရှိသူတို့ကပြောဆိုပါရယ်မင်းညကတော့မြစ်ရေကစိုးရိမ်ရေအမှတ်1100ကျော်လောက်မှရက်နေတာအခုဒီနေ့မနက်မှာတော့1200စိုးရိမ်ရေမှတ်ကျော်ကိုရောက်ရှိခဲ့ပြီးမင်းညရေမွေးတဲ့ရက်ကွက်တွေအခုမှမနက်မှာတော့အကုန်လုံးဝင်သွားပြီးတချို့ရက်ကွက်ထဲမှာရှိတဲ့လူနာတွေလည်းပါတယ်တက်ကြီးရွယ်ဦးတွေလည်းပါတယ်သူတို့ကယ်ပြီးတော့ဆေးရုံပို့ရတာတွေရှိတယ်သူတို့သွားချင်တဲ့နေရာပို့ရတာရှိတယ်လောလောဆယ်ကကယ်ဆယ်ရေးစခန်းတွေမရှိသေးဘူးအခုအရေးပေါ်အကူအညီနဲ့ပတ်သက်လို့ကျွန်တော်တို့ကအရက်ဖက်အဖွဲ့အစည်းဖြစ်တဲ့အတွက်73စီတွေလိုအပ်တယ်ပြီးလို့ရှိရင်ကယ်ဆယ်ရေးသမားတွေအတွက်စားနပ်ရိက္ခာတွေပြည်သူတွေရဲ့လိုအပ်ချက်ကတော့ရေဘေးရှောင်တဲ့ပြည်သူတွေနေဖို့ထိုင်ဖို့နဲ့စားဖို့တောက်ဖို့ပေါ့အဲ့ဒါတွေလိုအပ်ချက်ရှိတယ်ပြည်သူတွေကိုတခြားပြောချင်တာကမိုးကလည်းအထက်မှာကြီးနေသေးတယ်ဆိုတော့ခရူးဆိုင်စေခြင်းနဲ့တချို့ရက်ကွက်တွေကရေမွှေးလောက်ဖို့ရေမကြီးလောက်ဖို့ဆိုပြီးတော့ပေါ့နေကြတာတွေရှိတယ်အဲ့လိုနေရာတွေတဲ့ညပိုင်းတကယ်ရေဝင်လာတဲ့ချိန်ကျတော့အဲ့ဒီကြံခဲ့တဲ့အိမ်တွေပြန်လိုက်ထုံရတာအဲ့ဒါကကျွန်တော်တို့တက်ပို့ပြီးတော့ဝင်ကြီးနေတာလို့မြစ်ကြီးနားမြို့အခြေဆိုင်ပရာဟိတအဖွဲ့ဝင်တို့ကရှင်းပြပါရယ်လက်ရှိရေဘေးသင့်နေသူ1000ပတ်ဝန်းကျင်ရှိပြီးအကူအညီများလဲလိုအပ်နေကြောင်းစစ်ကောင်စီဘက်ကမှနယ်မြေအုပ်ချုပ်ရေးပိုင်းကလွှဲ၍ပြည်내အစိုးရအဖွဲ့အနေနဲ့ပါဝင်ကူညီမှုမရှိသေးကြောင်းသိရှိရပါတယ်လက်ရှိပြည်내စကားစားဘက်ကတော့ဝင်ပါတာမရှိသေးဘူးလက်ရှိထွေအုပ်ပိုင်းနဲ့အုပ်ချုပ်ရေးမှုပိုင်းလောက်ပဲပါတယ်ဒရီမီတက်ရဲ့အယံမီတက်ရဲ့အပြင်ပရာဟိတအဖွဲ့အစည်းတွေရဲ့အဲ့လောက်ပဲပါတယ်ရေကဒီထက်ပြီးတော့တက်လာရင်တော့ဒုက္ခပို့ပြီးတော့များနိုင်တယ်လို့မြစ်ကြီးနားမှာကယ်ဆယ်ရေးပရာဟိတသမားကပြောဆိုပါတယ်စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားပေရညွှန်ကြားမှုဦးစီးဌာနကမြန်မာနိုင်ငံတဝန်းမြစ်ရေကြီးခြင်းမိုးတဲထန်စွာရွာသွန်းခြင်းတို့ဖြစ်ပေါ်နိုင်ပြီးပြည်သူများအနေနဲ့ရေကြီးမှုများကြုံတွေ့လာနိုင်ကြောင်းသတိပေးချက်ထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဗိုလ်ချုပ်ဟောင်းများနဲ့မိသားစုဝင်များလောက်ကျန်ခံရမည်ကိုစိုးရိမ်၍နေရာပြောင်းလျက်ဝက်နေထိုင်နေကြတဲ့ပြင်တပ်တော်ဆောင်အဖွဲ့များငှားရမ်းခြင်းနဲ့ခွင့်ပြုချက်တောင်းလက်နက်ကင်ဆောင်ခြင်းများလှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းမှာတော်လိုင်းတပ်တွေရဲ့လောက်ကျန်တပ်ဖြတ်ပြစ်ခတ်ခံရမှာစိုးရိမ်၍ဗိုလ်ချုပ်ဟောင်းများနဲ့မိသားစုဝင်များမှနေရာပြောင်းခြင်းလျက်ဝက်နေထိုင်ကြခြင်းအပြင်တပ်တော်ဆောင်အဖွဲ့များငှားရမ်းခြင်းနဲ့စစ်တပ်ထံမှခွင့်ပြုချက်တောင်းခံ၍လက်နက်ကင်ဆောင်ခြင်းများလှုံ့ဆော်လာကြကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကပြောဆိုပါတယ်။2021ခုနှစ်နိုဝင်ဘာလမှာမိုင်တဲဆက်သွယ်ရေးကုမ္ပဏီမှာဗန္ဒာရေးအရာရှိချုပ်ဒုတိယဗိုလ်မှူးကြီးဟောင်းသိန်းအောင်2022ခုနှစ်စက်တင်ဘာလတွင်ဗိုလ်မှူးချုပ်အောင်သွင်နဲ့တမတ်စစ်ရာရှိဗိုလ်ကြီးတို့ကိုလောက်ကျန်ပြစ်ခတ်တပ်ဖြတ်မှုများဖြစ်ပွားပြီးနောက်ဗိုလ်ချုပ်ဟောင်းများနဲ့မိသားစုဝင်များမှနေပြည်တော်သို့ပြောင်းရွှေ့ခဲ့ကြကြောင်းတို့ရရင်2နှစ်ကျော်ကြာတွင်လုံခြုံရေးပြန်လည်တည်ငြိမ်လာပြီလို့ယူဆကဗိုလ်မှူးချုပ်ဟောင်းများမှနေပြည်တော်မှရန်ကုန်သို့ပြန်လည်ပြောင်းရွှေ့လာကြောင်း2025ခုနှစ်မေလ22ရက်နေ့နနက်ပိုင်းရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်တွင်အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်လှုပ်ကြံခံရပြီးနောက်ရန်ကုန်နယ်ပြန်လည်နေထိုင်ကြသောဗိုလ်ချုပ်ဟောင်းများနဲ့မိသားစုဝင်များမှနေပြည်တော်သို့ပြန်လည်ပြီးတော့ပြောင်းရွှေ့လာကြကြောင်းသိရပါဗျ။မိုင်တရဗန္ဒာရဲ့အရာရှိချုပ်ဦးသိန်းအောင်နဲ့ဗိုလ်မှူးချုပ်အုံးသွင်တို့ပြစ်ခတ်လောက်ကျန်ခံရပြီးတော့အားလုံးကရန်ကုန်ကနေနေပြည်တော်ကိုပြောင်းသွားကြတာ2နှစ်လောက်ကြာတော့လုံခြုံရေးပြန်ငြိမ်သွားပြီဆိုပြီးတော့ရန်ကုန်ကိုပြန်ပြောင်းနေကြတာဗိုလ်မှူးချုပ်ချိုထွန်းအောင်လောက်ကျန်ခံရတော့အားလုံးကလုံခြုံရေးပြန်ဆိုရင်ပြီးနေပြည်တော်ကိုပြန်ရွှေ့လာကြတယ်ရန်ကုန်လေးစာတွေမှာမနေကြတော့ဘူးလို့နေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကရှင်းပြပါရယ်ထို့ပြင်ဗိုလ်ချုပ်ဟောင်းနဲ့မိသားစုဝင်များမှလုံခြုံရေးအတွက်တပ်တော်ဆောင်အဖွဲ့များငှားရမ်းလာခြင်းစစ်ကောင်စီထံမှလက်နက်ကင်
ဆောင်ခွင့်များတင်ပြတောင်းခံ၍လက်နက်ခဲယမ်းများဝယ်ယူကိုင်ဆောင်ခြင်းများလှုံ့ဆော်လာကြကြောင်းသိရှိရပါတယ်။တော်တော်များများကတော့အိမ်မှာအရင်တက်မှနေကြတော့လက်အောက်ငယ်သာအဟောင်းတွေကိုအိမ်မှာခေါ်ထားတယ်။တတ်တော်ဆောင်ပုံစံခေါ်ထားတာအခုနောက်ဆုံးကတော့တမတော်စီမှာခွင့်ပြုချက်တင်ပြီးလက်နက်ခဲယမ်းတွေကိုင်ဆောင်ကြတာဘူးလာလာဆွေဆိုရင်သူ့အတွက်တင်မဟုတ်ဘူး။သူ့အိမ်မှာနေတဲ့လုံခြုံရေးပါလက်နက်တက်ထားတာလို့နေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါတယ်။ရခိုင်သမရသိန်းစိန်လက်ထက်သမရရုံးဝင်ကြီးလုပ်ခဲ့တဲ့စိုးသိန်းနဲ့တာအေဂျင့်တို့မှလည်းရန်ကုန်တို့မလာကြတော့ပဲနေပြည်တော်တွင်သာအိမ်များပြောင်း၍လျှက်ဝက်နေထိုင်ကြကြောင်းစိုးသိန်းနဲ့တာအေဂျင့်တို့ကရန်ကုန်တိုင်းဗဟန်းမြို့နယ်ရွှေတောင်ကြား2ရပ်ကွက်ကုတ်ကိုင်းရိပ်သာလန်အမှတ် 16A တင်မှာမနေထိုင်ကြတော့ကြောင်းစိုးသိန်းရဲ့တာအေဂျင့်ကစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်တော်လဲလုံခြုံရေးစိုးရိမ်၍ကောင်စီအစည်းအရုံးနှင့်ရုံးသို့လာရောက်ခြင်းမရှိတော့ကြောင်းသိရပါဗျ။ဦးစိုးသိန်းရဲ့သားဖြစ်သူကရန်ကုန်မှာပြည်သူတွေကိုသူ့ဖေနဲ့သူ့ကိုနာမည်ဖြတ်လို့ဆိုပြီးတော့ဆက်သွယ်ရေးဥပဒေရောကျင်းသိန်းထောင်ချီလိုခြင်းလို့တရားလိုအဖြစ်တရားစွဲထားတဲ့အမှုတွေမှာအများကြီးပဲအဲ့ဒါကိုအမှုရုံးချင်းတွေလည်းမလာတော့ဘူးသူ့ကိုလုံးကြံမှာကြောက်လို့မီဒီယာကောင်စီမှာအတွင်းမှုလုံးနေတာလည်းမလာတော့လို့သိရတယ်ဟုစိုးသိန်းသားဖြစ်သူအေဂျင့်ရဲ့တရားစွဲဆိုမှုကိုရင်ဆိုင်နေရတဲ့ဗဘဲရမပြည်သူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါရယ်ဘူဂျုံဟောင်းများနဲ့ဖွဲ့စည်းထားတဲ့ကြံ့ဖို့ပါတီအတွင်းမှာလည်းပါတီထိပ်ပိုင်းခေါင်းဆောင်များတွာလာရာတွင်တပ်ဆိုင်ရာစစ်တပ်နှင့်ရဲကိုအကြောင်းကြား၍လုံခြုံရေးရယူပြီးမှတွာလာကြရန်ပါတီတွင်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရှိရပါသည်။ဟုတ်ကဲ့ပါဒါတော့ဒီမုံညမနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါ။နောက်ဆက်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်သတင်းထူးများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။